ဒီနေ့ကတော့ကျွန်တော်အောင်ပြည့်စုံအထည်ဆိုင်ဖွင့်ပွဲကြီးကိုတက်ရောက်ခဲ့ပါတယ်ခင်ဗျာဒီပွဲလေးကိုလာရောက်အားပေးဝန်းရံပေးကြတဲ့ချစ်တငယ်ချင်းများအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာပွဲလေးမှာဆိုရင်အခြားသော celebrity အများကြီးနဲ့လည်းတွေ့ဆုံခွင့်ရတဲ့အတွက်လည်းအရန်ဝမ်းသာပီတိဖြစ်မိပါတယ်ခင်ဗျာကလေးလူကြီးကြားမှမရွေးလူသုံးကုန်ပစ္စည်းအမျိုးမျိုးရရှိနိုင်တဲ့အောင်ပြည့်စုံအထည်ဆိုင်ကြီးကတော့အန်ဒလီမျိုး34လမ်းခွန်304ကြားမှာရှိပါတယ်ခင်ဗျာမြက်ကိုချစ်ပြီးတော့ဖိတ်ကြားပေးတဲ့အောင်ပြည့်စုံအထည်ဆိုင်လက်လီလက်ကားဆိုင်ကြီးကလည်းဒီထက်ကအများကြီးအောင်မြင်ပါစေဆိုင်ခွဲလည်းအများကြီးဖွင့်နိုင်ပါစေလို့မြတ်ဆုတောင်းပေးပါရခင်ဗျာဗီဒီယိုလေးအစားအဆုံးကြည့်ရှုပေးကြချစ်တဲ့ငယ်ချင်းများအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်နာနာမမြဲရှိပေးပါကိုခလေးလေးလူကြီးစိုက်ပေးသူကိုကျိုးဘွားမကြီးချီဆုံးဟာကိုချစ်မွားပါသေးဆွဲပဲကိုသာနာနာမရှိအားလုံးကြည့်ဆုံးဤစံတွေလာပါကြရှင်တဲ့ဆွမ်းနမောင်ဤကိုဆိုရဲအိုစီလေးတစ်သက်လုံးချင်နေနေယုံကြည်ကြည်အမြဲတို့ကျွဲနာနာမမြဲချမဲ့ကိုလုံးသားကိုဆိုးမအောင်စီကိုတို့တွေ့ထားရပေါ်ချစ်သူကဲကိုဦးစီတချင်းလေးနဲ့လိုက်ကရင်းစွငွေလေးရယူလိုက်ရအောင်ဒီတချင်းလေးကိုကိုကြိုက်တဲ့ပုံစံလေးနဲ့ပါဝင်ဆင်နွှဲလို့ရတယ်နော် credit အကောင့်ဆုံးစုလိုက်အများဆုံးစုတချင်းလေးနဲ့ live ဖက်ဆုံးစုအထူးစု၄စုတောင်ပါမှာဆိုတော့အခုပဲကိုဦးစီတချင်းလေးနဲ့ like ကလိုက်တော့နော်သမီးတမနဲ့လုံးဒီတွတ်တော့ကနေအခုချိန်ကြီးမပြီးနိုင်သေးဘူးလားအဖေရတယ်ဒီမှာရောက်မယ်အဖေလောက်တာနေမေ့ကုန်ဘူးဟာနင်တော့မသိဘူးဒီမှာနောက်ကကြည့်နေငါးလေရနေပြီဒီလိုပဲမလားနင်ကတော့လေကြောက်မိဘွဲရပြီကြားလာပြီအလုပ်လေးဘာလေးလုပ်ဖို့လေစဉ်းစားပါဦး အဖေရလေတမီးကခုမှကလေးပဲရှိသေးတယ်ဘာကလေးလေးလဲနင်ပဲသူများတွေဆိုလေအခုချိန်အလုပ်နဲ့အကင်နဲ့ဖြစ်နေပြီနင်ကလေမတ်တင်မရဲ့တမီးအပြုံးရဲ့ချီးနေနဲ့ကြွေးရမယ်သိလားတော်ပြီအဖေဒါပဲပြောအောင်တစ်တော်ပြီစော့တော့ဆောနဲ့နိုင်ကြီးတက်တာတယ်ဟမ်ဒါတွေကဘာတွေတော့ဘာတွေလုံလာပြန်ပြီတော့ ဖေကတမီးအလုံးမရှိတိုင်မရှိဆိုအဲတမီးကတမီးတနိုင်တိုင်း online shop လုပ်မလို့ပါလေနင်ကဒီလိုပုံစံနဲ့စီးပွားရေးလုပ်တော့မယ်ပေါ့အခုခေတ်ကလေအရင်ဒီမှာမမြတ်မရှိရင်လေဘာမှလုပ်လို့မရဘူးသမီးရဲ့ဟာအဖေရလေအခုတမီးလက်ကားယူရလေအမရာ distribution ရဲ့တသိန်းမှုပြန်လေလက်ကားစီးနေရတာအဖေပြီးရောလက်ကားလိုချင်တဲ့သူတွေတော်လက်ကားယူသက်ရှိသေးရတမီးတို့တနိုင်တိုင်းစီးပွားရေးစချင်တဲ့သူတွေ store ဆိုင် mini mart တွေအတွက်လည်းလေအလားကုန်မှုတော့ကိုအစုံရတာခေါ်ရအမရာ distribution page ကနေမှားလိုက်ရုံးလေကဲငါသမီးပြောရဲ Amara distribution ကနေပစ္စည်းမှာပြီပဲထောင်းဘယ်နှခင်းချင်းပြီးရောင်းမှာတော့သမီးကသမီးကခင်းချင်းပြီးရောင်းမှာမဟုတ်ဘူးအဖေကြည့်မရပါဘူးဆိုရင် TikTok အနေနဲ့ရောင်းမှာကဲအောင်မအဖေကိုင်းသားဟာလေ Insta ရအောင်မယ်နော်ဟာပြောနေဘာမှမပြောချင်ဘူးမရှိနေမယ်ဘာဘောင်းမောင်လေခင်ဗျာမတူလေ你妈妈嘞？ဘောင်းမမလေခင်ဗျာကျွန်တော်မမမဟုတ်ပါဘူးမမလေကျွန်တော်မလေဟမ်အိုးခင်ဗျားတို့မိန်းမတွေကလေကျွန်တော်တို့အမျိုးသားထုတ်ကြီးတို့မိတ်ကက်တွေနဲ့ဂျင်းနေထားတာ哦ဒီမှာကိုငကိုရုပ်ကိုမိတ်ကက်နဲ့ဖုံးမဲ့အစားကိုမျက်နှာအသားကြီးကိုဂယူးဆိုင်တန်းမှာခဏနေအောင်ဒီမှာTrue Beauty ကနေထုတ်ထားတဲ့ချာကိုဆော့လေးရှိတယ်။ဒီချာကိုဆော့ကဝက်ချံစားဝက်ချံအစီဖူးနဲ့ဝက်ချံကြောင့်ညီမြဲရောင်ရမ်းခြင်းတွေကိုမနေ့တစ်ချိန်ညတစ်ချိန်သုံးပေးုံနဲ့တစ်ပတ်အတွင်းတိတာတဲ့ရလက်ကိုရရှိစေတယ်။ဟောဒီကဆန်ဆက်ပြားကြတော့ဝက်ချံကြောင့်ကြံခဲ့တဲ့အမာရွတ်တွေအမဲဆက်တွေတင်းသိပ်တွေကိုတဖြည်းဖြည်းအယောင်ဖြော့စေပြီးတော့ရှားဆောင်တဲ့ collagen ပါဝင်မှုတွေကြောင့်အရွယ်မတိုင်ခင်အိုမင်းရော်တာတွေပရေတွန့်တာတွေကိုပြန်လည်တင်းစေတယ်။အဲ့ဆိုလည်းမမကိုလည်းပေးသုံးလေ။မပေးသုံးပါဘူးလိုချင်တယ်ဆိုဟောဒီအပေါ်က page မှာတော့မှယူလို့ရတဲ့အဖွာကြီးရဲ့အော်ငါ့ညီမအိမ်မှာဆိုင်ဖွင့်ထားတာ哦ဟုတ်တယ်ကိုအိမ်နေအပုံငွေလေးရအောင်လို့လေအကိုလေညီမလေးရဆက်ဆက်ထမင်းတုပ်ကလေးနဲ့အဲ့ခံမယ်နော်အကိုလုံးဝရှားလေတွားပြန်မသိလားစားပါအောင်ကောင်းရင်ထပ်ပြောနော်ထပ်ကျွေးမယ်ဟဲ့လာလာဝ
ဝင်ဒီနေ့ဆိုဖွင့်နောက်ကြတယ်နော် မလေးမပြောချင်ပါဘူးဟဲ့မနေ့ကဈေးသွားတာလေဘယ်ကအကောင့်တစ်ကောင်မှမသိဘူးဝင်နောက်ရှစ်တာတော်ရပေါ်တရားမောင်လေးကဝင်ကူလို့မဟုတ်တော့ကျုပ်ကမတွေ့ရဘူးတော့ အဲ့ဆိုဒီကမောင်လေးမင်းရဲ့အသက်တခင်ကျေးဇူးရှင်ပေါ့အဲလေအသက်တခင်ကျေးဇူးရှင်ကိုကျေးဇူးကောင်းကောင်းဆက်တတ်မယ်ပေါ့ ဘာပြောနေမှလားမသိဘူးနော်ကဲပြောဒီနေ့ကဘာစားမှလဲ ခါတိုင်းစားနေကြတဲ့အတိုင်းပဲ ဟာဆိုရှောက်သီးတော့ပေါ့အရှင်ကြိုင်မြင့်တိဆက်ဆက်လုပ်ပေးမယ် လာဝေးငါချင်းတဲ့နေလို့ရှောက်တီးတော့ချင်းဆက်လေးလုပ်ပေးငါမအောင်တော့မြင်မြင်လေးလုပ်ပေး ဟုတ်ကဲ့ပါကဲညလေးလုပ်ပေးပါမယ်နော်မအရမှာမရှိ ဘယ်လောက်လဲ ဟော6000ပါရှင် 6000ကျော်တောင်းပိုးရပြန်မနဲ့ငါအကျွေးမကိုင်းဟဲ့လာဝေးငါအီမာလေးဘာလို့တော့ပေးလိုက်တာလဲ ဟဲမတ်ကျွေရဲ့အမှုမဲဖြစ်သွားတာပါအားနာလိုက်တာ မလေးငါတို့ကဒါမရှိလဲနေ့စီမှာပတ်စံပေးပြီးဝင်စားနေတာပါ မတ်ကျွေရဲ့အဲ့လိုမထင်ပါနဲ့အဲ့လိုမဟုတ်ပါဘူးကဲခဏလေးစောင့်ညံဆုံးလုပ်ပေးမယ်ဟုတ်ပြီလား လောက်မနေနဲ့နေ့လိုငွေမျက်နှာကြည့်လို့စီမှာဘယ်တော့မှလာမစားတော့သွားပြီ နေ့တနေ့ကိုစိတ်ညစ်စရာတွေကြီးပဲဒုက္ခ ဟာညီမလေးကဒီနေ့ဆိုင်လင်းဖွင့်ပါလားဘာများဖြစ်တာပါလေ မလုံးမြင်ကလေးကရင်တဲ့ကြွဝင်အသေးတူတော်တော်ကဲပေါ်ပေါ်ရဲ့မော်ရကဲရဲ့ပုံမြင်ကလေးကရင်တဲ့ Se siente como si alguien quisiera meterme algo. အပြုံးနဲ့စကားများသားကြလားတဲ့အတူတူမတွေ့တော့လို့တဲ့တကယ်တော့လေအပြုံးကဟမ် ရှိပါတယ်ပြုံးက အော်ငါလည်းရှိတယ်လို့ပဲပြောမလို့ပါ အခုငါပြောလိုက်တော့လေရပြီမလား အေး အမှန်ကကျတော့ရန်လည်းမဖြစ်ထားပါဘူးဘာမှမဖြစ်ထားပါဘူးလို့ပြုံးရဲ့အသက်အရွယ်တစ်ခုကလေကိုပိုင်စီးပွားရေးလေးလုတ်တဲ့အရွယ်ရောက်ပြီလို့ကိုခံယူမိလို့အခုဈေးလေးတွေစရောင်းနေတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခါတိုင်းလို့ပေါ့ကွယ်အဲ့လိုစိတ်ဒီမှာပါပြတ်တော့တာပေါ့ဒါပေမဲ့အခွင့်အခါကြုံနေဆိုလို့ရှိရင်တော့လေပါပြတ်နေဦးမှာပါလို့ပါနေဦးမှာပါလို့နော်ပါပြတ်တနာမှလည်းမဖြစ်ဘူးဟိုတချို့တင်တော့မင်းသမီးချင်းလေးလို့ဖြစ်တော့တာမျိုးအမျိုးလည်းဘာမှမဟုတ်ဘူးသူချင်းလည်းမချင်းရဲဘူးလေဟုတ်ကျမစင်းလိုက်လည်းပြောပြအောင်လေ ဟုတ်တယ်အပြုံးအခုကအထယ်လေးလက်လီလက်ကရောင်းနေတယ်ဆိုတော့တွေ့ရင်လည်းအားပေးလိုက်ကြပါအောင်လို့နော်ဘယ်လိုပဲဖြစ်ပါဒီညီကိုတွေကအဲ့လောက် အဲ့တော့ခေါ်နေတော့အဲ့ဒါကမှငါတကယ်ချမှာနော်မောင်နှမတွေကချစ်ခင်ပါပဲလို့အခုလိုမျိုးပေါ့နော်ပြန်ပြီးတော့စုံတဲ့ခါကျရင်လည်းရိုက်ဖြစ်ကြတယ်ပြန်ပြီးတော့မစုံတဲ့ခါလည်းချင်းကြမယ်ပေါ့ ချင်းထိုး အဲ့လိုဆိုတော့နောက်ပိုင်းနေလဲဇလန်လေးလဲလာပါအောင်မယ်လို့အခုအတူတူတွေ့ထားပြီဆိုတော့လာပါတော့မယ်ခင်ဗျာဘိုင်ဘိုင် ဘိုင်ဘိုင်ဟဲ့ငါနဲ့အကျွေးမြောင်းမနော်ဘိုင်ဘိုင် सुनता लेना को मुहर झलक အပြုံးညနေမန္တလေးရောက်နေပြီတိလားအပြုံးမဲ့ပြောတော့မန္တလေးရောက်ရင်မုတ်တီလိုက်ကျွေးမယ်ဆို ဟဲမြတ်မန်းလေးရောက်နေရလားရှိအိုးမြတ်မန်းလေးရောက်မှပဲလေအပြောကမန်းလေးမှမရှိဘူးမြတ်ရဲ့လွန်ခဲ့တဲ့15မိနစ်ကပဲလေရန်ကုန်ကိုလေရင်နဲ့ဆင်းသွားပြီဘလို့ဟုတ်တယ်အခုတော့တငယ်ချင်းနေနဲ့လေအဲ့ဒါဥပိ္ပမာဟုတ်ပါဘူးဟိုတိုက်စီးမှလဲဖို့စီစဉ်နေကြတာ အပြုံးတော့သူကြောင့်ငါတို့မြစ်ချင်းလာအောင်ငါတို့အိမ်မှာတစ်ဖြည်းစားသွားပြီးတော့အပြုံးမဲ့ပြောရလေမန္တလေးရောက် share plate တဲ့ share အခမ်းမှာဆိုဖုန်းလေးတစ်ခေါ်ပဲခေါ်လိုက်ဆို မြတ်ရဲ့ကျွေးချင်တာပေါ့မြတ်ကိုဘယ်လောက်ထိကျွေးချင်လဲဆိုလေမန်းလေးမှာကောင်းပေးဆိုတဲ့စိုက်နေကိုလေပိုကင်တောင်လုတ်ခဲ့ဘူးတဲ့တကယ်ကိုစိတ်မကောင်းတာပါမြတ်ရဲ့အခုလိုလွဲသွားတာကိုလေဖြစ်နိုင်ရင်လေမြတ်ရှိတဲ့မန်းလေးကိုစစ်လျင်စင်လုံးကားပြီးတော့ကိုပြန်ဆင်းလာချင်တာသိလားတကယ်စိတ်မကောင်းဘူးကိုတငယ်ချင်းကိုကွယ်ကျွေးချင်တာပေါ့မြတ်တကယ်ကျွေးချင်တယ်သိလား ကျွေးချင်းအခုကျွေးလို့ရပါတယ်ထိုင်မယ်နော် အမလေးမြတ်ကြီးတော့မြတ်ဒီလိုလိုရောက်လာတော့ ဘလို့ရမှာတော့နေ့အကြောင်းလေကောင်းသိလို့မန္တလေးရောက်ပြီးကြတဲ့နေ့ကိုမပြောဘဲနဲ့နေ့နောက်ကိုတကောက်လိုက်နေတာ ဟောတော့ဒါဆိုမောနေရောပေါ့ရောက်တော့ နဟမ်တော့ပါနေ့အကြိမ်နင်ပြောလေရှေ့ကျွေးမယ်ဆိုအခုငါမှာပြီနော် တော့အတိုင်းမှာကုန်လားမသိဘူး ကဲဒီနေ့ကတော့ကစီရန်နေတဲ့မိပြုံးမကိုသူဂရီအတိုင်းဂလက်စားချီတဲ့အနေနဲ့ Viet Line ဆိုတဲ့ coffee ဆိုင်မှာစားတောက်စီရတဲ့အများကြီးမာလိုက်ပါပြီခင်ဗျာဝေါကဲ Viet Line ကိုလာပြီးဆိုမှတော့ Vietnam ရဲ့ကဘာကျော်အစားအစာဖြစ်တဲ့ Spring Roll ကိုတော့ခြံထားလို့မရဘူးလीနော်ရတာလေးကတော့တို့မြန်မာတွေဇက်နဲ့ဆိုကွက်တိပဲပြီးတော့ Viet Line မှာတစ်ဆက်မှရင်လူ2ယောက်3ယောက်လောက်အဝစားလို့ရတဲ့ Hodia Series 2ကိုလည်းတစ်ယောက်တည်းအဝဆွဲခဲ့ပါတယ်ခင်ဗျာဝယ်မကြွေးချင်တဲ့သူရှိမှမလို့လားမသိဘူးစားလို့ကောင်းနေရောပဲကဲဒါလေးကကြတော့ဆိုင်ရဲ့မီနူအစ်တစ်ဖြစ်တဲ့ Viet Line ဘုံပဲဖြစ်
ပါတယ်ခင်ဗျာဒါလေးကိုလေမျက်လုံးမိတ်ပြီးတော့စားကြည့်တာမသိရင် VNN ကိုရောက်သွားတယ်လို့ပါပဲဗျာအော် VNN ကိုလာပြီးတော့ coffee ကိုမေ့နေဆိုရင်ဘယ်တရားပါမလဲနော်ခုမြက်ကတော့တင်းမြစ်ဖောင်းလေးရဲ့ energy coffee လေးရဲ့ကိုလူကြိုက်များနေတယ်ဆိုလို့မီးစမ်းကြည့်ခဲ့ပါသေးတယ်ခင်ဗျာကဲပြီးတော့ VNN ကိုလာပြီးဆိုရင်တော့ဟောဒီက rainbow line ချီတီကိုလည်းမီးစမ်းကြည့်ဖို့အတွက်မြက်ကတော့ comment ပေးချင်ပါတယ်ခင်ဗျာကဲအစားတောက်တယ်မကဘူးနော် VNN ရိုးရဝစ်စုံလေးတွေကိုလည်းအခမဲ့ဝစ်စင်လို့ရအောင် VNN ကနေပြီးတော့စီစဉ်ထားပေးပါသေးတယ်ခင်ဗျာမျက်လိုမျိုးဓာတ်ပုံရိုက်ခံရတာကြိုက်တဲ့သူတွေဆိုရင်တော့ဓာတ်ပုံသိမ့်မရိုက်ပေးချင်တယ်မိပြုံးလို့တငယ်ချင်းမျိုးနဲ့မတော်တင်ပါဘူးနော်ဘာလို့လဲဆိုတော့ VNN လို့ဆိုင်လက်လလေးထဲမှာကိုရုပ်ကြီးပုံစိုးပန်းစိုးထွက်လာမှာဆိုလို့ပါနော်အော်ပြီးတော့ VNN coffee ဆိုင်မှာ VNN coffee စစ်လေးရသေးတယ်ဆိုလို့အထုပ်ကြီးထုတ်သေးပါခါရဲဝယ်ခဲ့ပါသေးတယ်ခင်ဗျာခုမြတ်သူရောက်နေတာကတော့မန္တလေးမြို့66လမ်း44တစ်ကြားက VNN coffee ဆိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ VNN coffee ဆိုင်ဟာဆိုရင်မန္တလေးမြို့မှာတင် Central Point 62 109 130မှာဆိုရင်တစ်ဆိုင် New Ocean Promotion Area ခွန်3 100ခွန်မှာဆိုတစ်ဆိုင်33လမ်းခွန်3ခွန်4ကြားမှာဆိုတစ်ဆိုင် Capital Mall 80နှစ်ခွန်8ကြားမှာဆိုတစ်ဆိုင်ရန်ကုန်မြို့မှာဆိုရင်4ဆိုင်စုစုပေါင်း9ဆိုင်ရှိပါတယ်ခင်ဗျာစားလို့ကောင်းလိုက်တာတကယ်ချင်းကျေးဇူးပဲနော်ရှင်းတော့မလား အော်ဖုန်းကလည်းလာတယ်အဲ့တကယ်ချင်းဘယ်နားမှရောက်နေလဲလာပြီလေ ဒါမျိုးကွက်တရိုးနေပြီနော် တကယ်ဖုန်းလာလို့ပါ ဖုန်းလာလဲနောက်မှကင်လိုက်ညီမလေးရှင်းမေ ခောက်ဆွဲလစ်တက်တဲ့နောက်ပဲလေရှုပ် မဟဲ့ဒီမှာကြည့်ညတမီးကလေအရန်နဲ့ဒီကြနေနုစားနေလားမသိဘူး ဟာခုလေးဒီမတိုက်ထားလေ ဩအမရဲ့ကလေးဆိုတာမျိုးကလေခဏဘိုက်စားတတ်တယ်ရော့နှုတ်တိုက်လိုက်ပါ ဟုတ်ပြီအင်းချပါရဲ့ဟွာနင်တို့ထိမ့်ပြီးတော့မှပဲငါစားရမှာလေကွာဟေးငါခောက်ဆွဲမစားနဲ့နော်ကြည့်ပဲကြည့်ထားနော်ငါစိတ်ချမယ်နော် အေးပါ ဆော နည်းနည်းပပစားတာလောက်ကတော့ तू လဲစိတ်မဆိုးတော့ပါဘူးနည်းမြည်ကြည့်ဒါပါလေရှာ spicy တဲ့ဒါပါနည်းနည်းထည့်စားအောင်မအမလီတို့ငါခောက်ဆွဲရတော့ကောင်းပါပြီနင်ကြည့်ပဲကြည့်ခိုင်းတာလေ မလည်းမီးပဲမီးကြည့်တာဟုတ် နင်မြည်ကြည့်တာအားလုံးမှာကြည့်ခောက်ဆွဲအားလုံးတော့မကုန်နေပြီစားတော့ကတော့လေဘယ်ကနေမှပေါက်လာမသိဘူး မလည်းမချအဲ့လိုဒီစိတ်မဆိုးပါနဲ့ပြန်ဝယ်ကျွေးမယ်ဘယ်ဆိုင်ကလဲပြောလိုက် ငါဘေးဆိုင်ကနေမဝယ်ထားမို့ရှာနဲ့လောက်ထားတာရှာနဲ့ထွက်ထားတယ်မှာလာချောင်းကိုခောက်ဆွဲနဲ့လောက်ထားတာ အော်အဲ့ကြောင့်ရှာမှာစွဲနေတာဟုတ် ဟုတ်တယ်အရသာသူကဲချမှာဆွဲတယ် ပြန်လုပ်ပေးမယ်ဟုတ်ပြီလား သွားတာဆိုလည်းမြင်လို့ပဲ ရှာခောက်ဆွဲလေးကတော့ပြည်တွင်းဖြစ်ခောက်ဆွဲလေးဖြစ်ပြီးတော့သူ့ရဲ့အဆက်အရသာလည်းဘာကင်မီကယ်မှမပါဝင်မဲ့ငရုတ်ကြီးကိုပိုးတက်ပြီးတော့ထုတ်လုပ်ထားတာမလို့ယုံကြည်စိတ်ချဆိုစားသုံးလို့ရပါတယ်ခင်ဗျာကဲကျွန်တော်ကတော့ရင်းနှီးပွက်ဆူနေတဲ့အထဲမှာရှာခောက်ဆွဲကိုထည့်ပြုတ်လိုက်ပါမယ်ခင်ဗျာခောက်ဆွဲလေးနူးသွားအောင်လို့10မိနစ်ခန့်ထည့်ပြုတ်ပါမယ်ခင်ဗျာပြီးရင်ကိုကြိုက်နေတဲ့ရာအသားသီးရွက်များကိုထည့်ပါမယ်ခင်ဗျာသူ့ရဲ့ခောက်ဆွဲသားလေးပေါင်းပြီးတော့ထုတ်လုပ်ထားလို့လာတော့မသိဘူးအီးလေးနဲ့နူးညံ့နေတာပဲဗျာတဲ့ဆက်ကလေးကြိုက်တာမို့လို့ရှားနေထုတ်ထားတဲ့မာလာရှန်ကောအနှစ်ထုတ်လေးကိုထည့်လိုက်ပါမယ်ခင်ဗျာပြီးတာနဲ့အရတာတွေနဲ့သွားအောင်အကုန်လုံးကိုရောသမမွေပါမယ်ခင်ဗျာကဲဒီရှာခောက်ဆွဲဟာဆိုရင်ဟာလာဖြစ်တာမို့လို့လူမျိုးပါတာမရွေးလဲစားသုံးလို့ရပါသေးရဲ့နော်ကဲ10မိနစ်အချိန်ပေးရုံနဲ့ရှာရဲ့မာလာရှန်ကောရတာခောက်ဆွဲလေးရပါပြီခင်ဗျာ မြင်လို့ဘိုက်စားနေပြီ ရပါပြီအမလည်းဟောဒီမှာရှာနဲ့ကိုတေချာလေးလွတ်ထားတာ ကြည့်ရတာတော့ကောင်းမဲ့ပုံပဲမွေးနေရပဲတော့မကူကူလိုနေတယ် မရေမမီးကြည့်ပဲနဲ့အဲ့လိုရှုပ်ရှုပ်ပြောပါနဲ့တေချာလွတ်ထားပါတယ်ဆိုဒီမှာကောင်းပါတယ် စားလိုက်တာနဲ့ဟိုမှာလိုနေတယ်တခုခုကိုလိုနေတာ အမလည်းမစားကြည့်ဒီပဲမကောင်းမြင်တတ်တဲ့စိတ်ကိုလေးဖြောက်စမ်းပါ အေးအဲ့ဆိုတော့နေရင်မြည်ကြည့်လေ နီးမယ် မြည် သူရော အေးငါလိုနေတယ်ဆိုတော့အဲ့တော့ပြော